ချမ်းသာတဲ့မင်းသားနဲ့စီးရဲတဲ့အချုပ်သမားတခါတော့နန်းတော်အမှုရန်တယောက်ကအချုပ်ဆိုင်တဆန်ကိုရောက်လာပြီးတော့မင်းသားအင်ကြီးတစ်ထည်ကိုပေးခဲ့တယ်။လာပါကန်မင်းတို့အော်ဒါတစ်ခုရှိတယ်။အဲ့လိုပြောပြီးတော့လူဝါကြီးကအင်ကြီးကိုအခန်းဝမှာပြစ်ချလိုက်တယ်။အချုပ်သမားလေးလာပါကန်အခန်းထဲကထွက်လာပြီးတော့အင်ကြီးကိုကောက်ကိုင်းလိုက်တယ်။ဘယ်လောက်လှလိုက်တယ်လဲ။ဒီလိုဒီဇိုင်းမျိုးကတကယ်ကိုလက်ရမြောက်တာပဲ။ချုပ်ရိုးချုပ်ွက်တွေကတေချာခရုစိုက်ပြီးတွက်ချက်ချုပ်ထားတာ။လာပါကန်အဲ့ဒီအင်ကြီးကိုစမ်းဝဲကြည့်လိုက်တယ်။မင်းကဒီအင်ကြီးရဲ့အချီတမြင်အောင်မတတ်နိုင်ပါဘူး။အဲ့ဒါကိုချွတ်လိုက်စမ်းမအချုပ်သမားမင်းသားကြီးရဲ့။မင်းကမင်းသားတယောက်ဖြစ်ရင်ကောင်းပါပဲလာပါကန်။အဲ့ဒီနောက်မှာတော့လာပါကန်အဲ့ရဝင်သွားခဲ့ပါတယ်။အိမ်မက်ထဲမှာတော့သူဟာတကယ်ကိုမင်းသားတစ်ပါးဖြစ်နေခဲ့တယ်။အိမ်မက်ရဲ့အပြင်မှာတော့သူ့မှာချမ်းသာကြွယ်ဝမှုတွေမရှိပါဘူး။လာပါကန်အချုပ်ခန်းစီကိုသွားပြီးတော့မင်းသားအင်ကြီးကိုနောက်တစ်ချိန်ဝဲလိုက်တယ်။ဟုတ်ပါတယ်။ဒါငါပါပဲ။ငါကမင်းသားလာပါကန်။ငါ့ကိုလက်ဆောင်နေနဲ့ဝဲရံပေးကြပါ။အဲ့ဒါမင်းသားတယောက်လား။မင်းသားအင်ကြီးနဲ့လာပါကန်ကိုမြင်တော့ကလေးလေးတွေကပန်းစည်းလေးတွေကန်ပေးလိုက်တယ်။မင်းတို့စီမှာအကောင်းဆုံးမင်းကိုပေးပါ။ဒီတိုင်းပြည်ရဲ့အတော်ဆုံးမင်းသားအတွက်ပါ။လာပါကန်ရဲ့မြင်းကိုစီးပြီးထွက်သွားတော့ပြည်သူတွေကလည်းနှုတ်ဆက်ကြတယ်။သွားတော့မယ်ကိုလူတို့မင်းသားလာပါကန်မင်းတို့အမြဲတမ်းသတိရနေမှာပါနှုတ်ဆက်ပါတယ်မင်းသားကြီးနှုတ်ဆက်ပါတယ်ကျွန်တော်တို့မင်းသားကြီးကိုချစ်ပါတယ်ခင်ဗျာလာပါကန်မြင်းစည်းပြီးတော့ခရီးသွားနေတော့မှာပဲလမ်းမှာလူတယောက်နဲ့တွေ့ခဲ့တယ်မင်္ဂလာပါလူကြီးမင်းတယောက်တည်းခရီးသွားနေတာလားဟုတ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ခင်ဗျားနဲ့တူခရီးသွားလို့ရမလားခရီးလမ်းတစ်လျှောက်မှာအဖော်ရတာပေါ့ရပါတယ်ခင်ဗျာခင်ဗျားဖိုက်စာနေပြီလားကျွန်တော်မှပါတဲ့မုံကိုအတူတူမျှစားကြမလားကောင်းပါပြီကျွန်တော်ခင်ဗျားကိုကျေးဇူးတင်ပါတယ်ဒါနဲ့နေပါဦးလူကြီးမင်းကဘယ်ကိုသွားမှာလဲကျွန်တော်လားဒီနားမြို့တစ်မြို့ကိုပါဟုတ်လားကျွန်တော်လည်းအဲ့လိုပါပဲကျွန်တော်ဖခင်ကိုရှာဖို့နဲ့ကျွန်တော်ရဲ့သတို့သမီးနဲ့တွေ့ဖို့အတွက်ခီးထွက်လာတာပါကျွန်တော်ငယ်ငယ်ကအဖေစီကနေအခိုးခံရမယ်လို့နမိတ်ဖတ်ခဲ့ကြတယ်ကျွန်တော်ကိုဘေးကင်းအောင်ထားဖို့အတွက်အဖေကသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းဟောင်းစီမှာပို့ထားခဲ့တာပါကျွန်တော်အသက်22နှစ်ပြည့်တဲ့နေ့အထိပေါ့ဒီနေ့ကတော့ကျွန်တော်မွေးနေ့ပါကျွန်တော်ကသူ့ရဲ့အရွယ်ရောက်လာတဲ့သားဖြစ်တဲ့အကြောင်းအဖေကိုပြောပြဖို့ဒီစာကိုယူလာတာပါကျွန်တော်ရောက်တာနဲ့ထီးနှဲကိုဆက်ခံပြီးတော့အိုမာဘရင်ဖြစ်လာတော့မှာဒီလိုနဲ့ညရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကစကန်းချပြီးအနားယူလိုက်ကြတယ်အဲ့ဒီမှာပဲအချုပ်သမားမင်းသားရဲ့အိတ်ထဲကစာကိုယူလိုက်တယ်အဲ့ဒီနောက်တော့နှုတ်ဆက်ပါတယ်လာပါကန်လို့မင်းသားအိုမာကိုနှုတ်ဆက်လိုက်ပါတယ်ငါကမင်းသားအိုမာပါဘရင်ကြီးရဲ့အရွယ်ရောက်လာတဲ့သားတော်ပါစစ်မှန်တဲ့မင်းသားတစ်ပါးပေါ့လာပါကန်ကမင်းသားအိုမာရဲ့စာကိုတကားမိုးတွေကိုပြလိုက်တယ်။အဲ့ဒီခါမှာတော့တကယ်မိုးတွေကလည်းတကားတွေကိုဖွင့်ပြီးသူ့ကိုဝင်ခွင့်ပေးလိုက်တာပေါ့။ငါသားမင်းသားလေးပြန်ရောက်လာပြီပဲ။မင်းရဲ့အိမ်ကိုပြန်လာတာကြိုးဆိုပါတယ်ငါသား။သားတော်ကိုကြိုးဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်ခမဲတော်အရှင်မင်းကြီး။ခမဲတော်အရှင်မင်းကြီးကျွန်တော်ကအိုမာပါ။အရှင်မင်းကြီးရဲ့သားတော်မင်းသားပါ။ဒီလူကတော့အယောင်ဆောင်တယောက်ပါ။သူ့ရဲ့နာမည်ကအချုပ်သမားလာပါကန်ပါ။ကျွန်တော်အိပ်ပျော်နေတော့မှကျွန်တော်မြင်တဲ့စာကိုခိုးသွားတာပါအတိတ်ပဲမရှိလိုက်တာဒါငါသားပဲ तू ကမင်းသားတယောက်လိုဝစ်စင်ထားတယ် तू ကမင်းသားတယောက်လိုရက်နေတယ်မင်းကတော့မြင်းအသေးလေးကိုစီးလာတယ်မင်းမှစာလည်းမပါဘူးစစ်တီတို့ဒီအချိန်မြင့်မရှိဆွဆွဲမှုတွေသူ့ကိုဖမ်းဆီးထားလိုက်ကြစမ်းလာပါသားတော့မင်းရဲ့အနာဂတ်ဇနီးလောင်းနဲ့တွားတွေ့ရအောင်မှန်လားပါခမဲတော်ဒီနေ့ကိုပဲကျွန်တော်အိမ်မက်မက်နေခဲ့ရတာပါမင်းသမီးရိုင်းနာဒါကတော့အနာဂတ်ရဲ့ဘီရင်မင်းသားအိုမာပဲဖြစ်တယ်။မင်းသားဟန်ဆောင်ထားတဲ့လာပါကန်ကမင်းသမီးကိုလက်ဆွဲနှုတ်ဆက်ဖို့ပြင်လိုက်တယ်။မင်းသားတစ်ပါးဆိုတာဥညွတ်ရမယ်။အရှင်မင်းကြီးဒါမင်းသားအိုမာမဟုတ်ပါဘူး။သိကြပါတယ်။ဒါမင်းသားအိုမာပဲလေ။မဟုတ်ဘူး။ဒီလူကရုပ်ပြတ်ထားတဲ့လူလိန်တယောက်ပါ။မဟုတ်သေးပါဘူး။ကျွန်တော်ဝတ်ထားတဲ့မင်းသားဝတ်စားတွေကိုမတွေ့ဘူးလား။ကျွန်တော်စီမှာမြင်နေရတဲ့ချမ်းသာကြွယ်ဝမှုတွေကိုမမြင်ရဘူးလား။အတိတ်ပဲမရှိလိုက်တာ။ငါရဲ့ဆုံးဖြတ်ချက်ကိုတန်မြတ်မဝင်ပါနဲ့။ဒါတော့နန်းတော်ထဲမှာမင်းရဲ့ညနေခင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။မင်းသားဟန်ဆောင်ထားတဲ့လာပါကန်ကမစားဘူးတဲ့အစားအစာတွေကိုညနေစာဖြစ်ပွဲတော်တင်နေခဲ့တယ်။ထပ်ပေးအောင်ငါ့ကိုထပ်ပေးအရသာရှိတဲ့စားကြတွေနဲ့ထူးခြားတဲ့နေရာလာတဲ့ဖြော်ရည်ပြည့်ပါတဲ့ခွက်တွေကိုထပ်ပေးစမ်း။ငါအများကြီးထပ်လိုချင်သေးတယ်။ထပ်ပေးငါ့ကိုထပ်ပေးအောင်မစားဘူးတာတွေစားနေနေပဲအချုပ်သမားလာပါကန်ကစားကြတွေကိုလောဘတကြီးထပ်တောင်းနေခဲ့တယ်။အချုပ်ခန်းထဲမှာနေရတဲ့မင်းသားအိုမာစီကိုတော့အပြင်ကနေပန်းဒီတစ်လုံးပစ်ပေးလိုက်တယ်။ထပ်ပေးပါဦးလို့မင်းသားအိုမာကတောင်းလိုက်တော့မရှိတော့ဘူး
ညစ်ပတ်တဲ့သူကညစ်ပတ်ထားဖို့ပဲရမယ်ဒီလူဟာအိုမမဟုတ်ဘူးဆိုတာကိုကျမအာမခံပါတယ်။ तू ကမင်းသားတယောက်နဲ့လည်းမတူဘူး။တေချာပေါက်တူတာပေါ့။သူ့ရဲ့အဝတ်စားတွေကိုမင်းမတွေ့ဘူးလား။အဝတ်စားဆိုတာလူကိုမပြောင်းလဲနိုင်ပါဘူး။ကျမမှာအကြံတစ်ခုရှိပါတယ်။အဲ့ဒီအကြံစစ်မှန်တဲ့မင်းသားကိုဖော်ထုတ်ပေးမယ့်အကြံပါပဲ။မင်းသားအိုမမင်းသမီးလေးကမင်းသားစီကနေလက်ဆောင်အဖြစ်လှပတဲ့ဝိယုံတစ်ထည်ချုပ်ပေးဖို့တောင်းဆိုထားပါတယ်။သူမရဲ့မင်းသားကဒီတိုင်းပြည်မှာအချုပ်ပညာကိုအကျွမ်းကျင်ဆုံးဖြစ်လိမ့်မယ်လို့လေသူမကယုံကြည်နေပါတယ်။ဟုတ်ကဲ့ပါဗျင်း။ကျွန်တော်ရဲ့မင်းသမီးလေးတွေကောင်းမွန်တဲ့ဝိယုံတစ်ထည်ကိုကျွန်တော်ချုပ်ပေးပါမယ်။နောက်ဆုံးတော့ငါရဲ့အရေးချင်းတွေကိုပြသရမယ့်အခွင့်အရေးရပြီ။လာပါကန်အချုပ်သမားမင်းကအချုပ်သမားဖြစ်ကြောင်းတက်တည်ပြရတော့မယ်။မင်းသမီးတွေလှပတဲ့ဝိယုံတစ်ထည်ချုပ်ပေးပါ။ကျွန်တော်အချုပ်သမားမဟုတ်ပါဘူး။ကျွန်တော်အမချုပ်တတ်ပါဘူး။ငါကမင်းရဲ့ဘရင်မှာဘရင်ကိုလိန်ပြောလို့မရဘူးနော်။အရှင်မင်းကြီးခင်ဗျာကျွန်တော်ချုပ်ပေးမဲ့ဝိယုံကြောင့်အရှင်မင်းကြီးအကြီးအကျယ်စိတ်ပြရပါလိမ့်မယ်။ရည်စရာပဲ။မင်းဟာဒီတိုင်းပြည်မှာအတော်ဆုံးအချုပ်သမားတစ်ယောက်ဖြစ်တယ်ဆိုတဲ့သတင်းကိုငါကြားဘူးတယ်။မင်းဟာလှည့်စားတဲ့တဘာဝရှိပေမဲ့လည်းမင်းဟာငါသားဖြစ်တယ်ဆိုတာငါယုံကြည်အောင်ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့အမှန်တရားကတော့ပေါ်လာမှာပဲ။အချုပ်သမားတစ်ယောက်ကသူ့ရဲ့အရေးချင်းကိုထုံးမပြပဲမနေနိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒါသူပိုင်ဆိုင်တဲ့အရာအလုံးပဲလေ။ကျမကိုရှင်းချုပ်ပေးတဲ့လှပတဲ့ဝိယုံတစ်ထည်ပြပါမင်းသားအိုမ။လှပတဲ့မင်းသမီးလေးတွေလှပတဲ့ဝိယုံတစ်ထည်ပါ။ကျွန်တော်သိတဲ့မြအကောင်းဆုံးချုပ်ရိုးချုပ်ွက်တွေနဲ့ချုပ်ထားတာပါ။ကဲအချုပ်သမားလာပါကန်။ကျမကိုလှပတဲ့ဝိယုံတစ်ထည်ပြပါ။မင်းသားတစ်ပါးအနေနဲ့ကျွန်တော်မလုပ်နိုင်ပါဘူး။ကျွန်တော်အချုပ်တက်ကိုလည်းမတင်ခဲ့ရပါဘူး။ကျွန်တော်ကတိုက်ခိုက်ရင်းနဲ့မြင်းစည်းတာကိုပဲတင်ခဲ့ရပါတယ်။ကျွန်တော်တိုင်းပြည်ရဲ့ဂုံတိတ်ခါအတွက်နဲ့တခြားနိုင်ငံတွေကကျွန်တော်တို့နိုင်ငံကိုဒူးထောက်လာအောင်လုပ်ဖို့ပဲတင်ခဲ့ရတာပါ။ကျွန်တော်ကခန်းထားတဲ့စားပွဲတောက်ပွဲတွေကိုစားပြီးတော့ပိုးသားအိပ်ရာခင်းပေါ်မှာပဲအိပ်ခဲ့တာပါ။ဒါဟာစစ်မှန်တဲ့မင်းသားပဲ။မဟုတ်ဘူး။အဲ့ဒါအလိမ်ညာတွေပဲ။မဟုတ်ဘူးလာပါကန်။အဲ့ဒါအမှန်တရားပဲ။မင်းကဖုန်းလေးပေးချန်နေတဲ့နေရာမှာရက်နေပြီးတော့မင်းကမင်းသားလို့ယုံကြည်ခိုင်းနေတာလား။မင်းကရောလှည့်စားမှုတွေနဲ့ဖုံးအုပ်ထားတာလေဘာမှပုံမထူးကြပါဘူး။မဖြစ်နိုင်ပါဘူး။ဒါတွေကစီစဉ်ထားတာပဲ။ကဲမင်းတို့ကိုယ်တိုင်မစုံစမ်းနိုင်ဘူးဆိုမှတော့ငါဘာသာပဲအမှန်တရားကိုရှာဖွေတော့မယ်။ရှေးဟောင်းနှမ်းမိမယ်။ကျွန်တော်ကိုကူညီပေးပါ။မင်းလာမယ်ဆိုတာငါသိပါတယ်။ငါတက်တာနှလုံးပြင်ဆင်ထားတယ်။အဲ့ဒါကိုအဲ့ဒီလူငယ်နှစ်ယောက်ကိုပေးလိုက်ပါ။သူတို့ရဲ့စစ်မှန်တဲ့သဘာဝကိုဖော်ထုတ်ပေးပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်နှမ်းမိမယ်။ငါမှတက်တာနှလုံးရှိတယ်။မင်းတို့ရဲ့ကံကြမ္မာအထက်မှာစောင့်ကြိုနေတဲ့အတွက်တေချာရွေးချယ်ကြပါ။မင်းသမီးဒါဟာဘသူကမင်းသားလဲဘသူကလူလိန်လဲဆိုတာကိုခွဲခြားပေးမဲ့နီးလမ်းမယ်။ကျွန်တော်ကတော့ပျော်ရွှင်မှုနဲ့ချမ်းသာမှုကိုရွေးပါမယ်။ဘာလို့လဲဆိုတော့မင်းသမီးလေးနဲ့လက်ထပ်ရတာကိုပျော်ရွှင်ပြီးတော့ကျွန်တော်တို့တကယ်ကိုချမ်းသာကြမှာမို့လို့ပါ။ကျွန်တော်ကတော့ခွန်အားနဲ့ဂုဏ်သိက္ခာကိုပဲရွေးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဟာတခြားအရာအလုံးတဲ့တန်ဖိုးထားမှုတွေကိုဆွဲကင်ထားလို့ပါ။ကျွန်တော်ရဲ့ခွန်အားကိုသုံးပြီးကျွန်တော်တို့တိုင်းပြည်နဲ့မင်းသမီးလေးကိုတစ်သက်လုံးကာကွယ်စောင့်ရှောက်သွားမှာပါ။မင်းသားအိုမာရဲ့တက်တာထဲမှာတရက်ပူလေးကိုတွေ့လိုက်ရပြီးတော့လာဘာကန်ရဲ့တက်တာထဲမှာတော့အချီလုံးနဲ့အကိုပဲတွေ့လိုက်ရတယ်။မဟုတ်ဘူးဒါမဖြစ်နိုင်ဘူး။ငါကမင်းသားပဲ။ငါကမင်းသားဝတ်စားတွေဝတ်ထားတာ။ငါကနန်းတော်ထဲမှာအကောင်းဆုံးစားတောက်ပွဲရာတွေကိုလည်းစားခဲ့တာ။ငါကမင်းသားပဲ။ငါကမင်းသားအစ်စ်ပါပဲ။မဟုတ်ဘူး။မင်းကလူလိန်နဲ့လူမိုက်တယောက်ပဲ။မင်းကဘရင်ရဲ့ယုံကြည်မှုကိုလည်းတက်ဆာဖောက်ခဲ့တယ်။စစ်တီတို့သူ့ကိုတိုင်းပြည်ကနေနှင်ထုတ်လိုက်ကြစမ်း။ကျေးဇူးပြုပြီးတော့ဒါကကျွန်တော်ပိုင်ဆိုင်တဲ့အရာအလုံးပါပဲအိမ်ပြန်ရင်ကျွန်တော်မှဘာမှမရှိတော့ပါဘူးလာပါကန်ဘယ်တော့မှပြန်မလာနဲ့တော့မင်းကငါယွန်ရှာပေးမယ်မင်းကိုခွင့်လွတ်ပါတယ်ချမ်းသာမှုရဲ့ဂရိကဝေကဘယ်လိုလူကောင်းအောင်မဆိုပျက်စီးစေနိုင်တယ်သွားတော့ဒါမင်းတို့သင်ခန်းစာတစ်ခုဖြစ်ပါစေကို့မှာမရှိတဲ့အရာကိုမယိုးသားတဲ့နီလန်းနဲ့မရှာဖွေပါနဲ့မဟုတ်ရင်အဲ့ဒါကိုရရက်ဆက်ဆက်ပြန်လူယူတာခံရလိမ့်မယ်တနာစရာလာပါကန်တပြားမှမရှိတော့ပြန်ဘူးငါမျိုးကိုပြန်သွားဖို့လေရှက်လာကြည့်ရဲ့ငါထွက်ပြေးခဲ့တဲ့ငါအလုပ်ရှင်နဲ့ငါ့ကိုမင်းသားလို့ယုံကြည်အောင်လုပ်ခဲ့တဲ့မြို့သူမြို့သားတွေကိုငါဘယ်လိုရင်ဆိုင်ရမလဲဒါပေမဲ့လာဘာကန်သူ့ရဲ့အလုပ်ကိုပြန်သွားခဲ့တယ်အဲ့ဒီမှာပဲလူတစ်ယောက်ကသူ့စီကိုအထက်လာအပ်ခဲ့တယ်ခမရကျွန်တော်ရဲ့ပထမဆုံးဖောက်တယ်ပဲကျွန်တော်စိတ်မပြတ်စေရပါဘူးလာဘာကန်အင်ကြီးကိုချုပ်ဖို့ပြန်လိုက်တော့နန်းတော်ကယူလာတဲ့အက်ကသူ့လိုအင်ကြီးကိုချုပ်နေပါတော့တယ်ဟင်အလိုလိုချုပ်ပေးနေတာပဲအံ့ဩစရာပါလားလာဘာကန်အိမ်မျိုးထွက်လိုက်တဲ့အခါမှာတော့လူတွေအများကြီးကအင်ကြီးအများကြီးလာအပ်ကြပါတယ်ဟုတ်တယ်ငါအချုပ်သမားပဲစစ်မှန်တဲ့အချုပ်သမားဟုတ်တယ်ဒါတွေအားလုံးကိုဒီနေ့အပြီးချုပ်ပေးနိုင်တယ်ဒါအမှန်တရားပဲကျွန်တော်မျှော်လင့်ထားတဲ့နီလန်းနဲ့မဟုတ်ပေမဲ့ပျော်ရွှင်မှုနဲ့ချမ်းသာမှုကိုကျွန်တော်ရရှိခဲ့ပါပြီ
ပျော်ရွှင်ဖို့အတွက်မင်းသားတစ်ပါးရဲ့ချမ်းသာမှုမလိုအပ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်မှာကိုယ်ပိုင်နည်းလမ်းနဲ့ချမ်းသာမှုတွေရှိနေလို့ပါပဲ။ကျွန်တော်မှာကိုယ်ပိုင်အလုပ်ရှိတယ်။နားခေါ်စရာအမိုးအကာရှိတယ်။စားစရာလည်းရှိတယ်။စောင်းရည်မှာနှွေးထွေးမှုရှိတယ်။အရာအလုံးတဲ့ပိုအရေးကြီးတာကျွန်တော်မှာအမှန်တရားရှိတယ်။ကျွန်တော်ဟာအချုပ်သမားလေးလာပါကံပါပဲ